hello မင်္ဂလာပါဒီနေ့တော့ဒီနေ့ခုတလောတရင်နေပြနေတဲ့ထွက်နေတဲ့အမေရိကန်အီရန်အစ္စရေးစစ်ပွဲမှာယူကရိန်းကတကယ်ပဲပါဝင်နေပြီလားဆိုတော့ရှေ့လေပိုင်းဒီဘက်ကမှာယူကရိန်းပါဝင်ပြီလားဆိုတော့ဒေတာချက်လက်တွေကိုကျွန်တော်နည်းနည်းဆွေးနွေးရအောင်ဆိုတော့လွန်ခဲ့တဲ့ဒီ2023လောက်ကစပြီးမှာရုရှားကယူကရိန်းကိုစီရေးရကျူးကျော်မှုပြုလုပ်ခဲ့တယ်အဲ့ဒီချိန်ကစပြီးမှာအီရန်ထုတ်လုပ်တဲ့လက်နက် drone တွေကိုယူကရိန်းကအများကြီးပစ်ချခဲ့တယ်ဆိုမှပြောတယ်နောက်ပြီးတော့ယူကရိန်းရဲ့ drone တွေကိုဘယ်လိုပစ်ချတယ်ဘယ်လိုဖျက်ဆီးနိုင်ခဲ့လဲဆိုတော့သူတို့ရဲ့ဒီဒါချက်လက်နဲ့အတွေ့အကြုံတွေကိုလည်းအများကြီးသူတို့ကယူကရိန်းမှာအများကြီးတို့ထုတ်ပြန်ထားတာလည်းရှိတယ်ဆိုတော့ဒီ2026ဖေဖော်လာတည့်နေ့လောက်ကစပြီးမှအမေရိကန်နဲ့အီရန်စစ်ပွဲစတဲ့နေပေါ့အမေရိကန်အီရန်စစ်ပွဲကအစ္စရေးနဲ့ပူးပေါင်းနေမှာစတယ်ဘယ်တော့ဒီစစ်ပွဲကလည်း6လပိုင်းဆိုတော့တော်တော်လေးအချိန်ကကြာနေပြီငင်းချမ်းရေးပြရတော့မလို့ငင်းချမ်းရေးသဘောတူစာချုံလာပဲချုပ်တော့မလို့နဲ့တပတ်လောက်အေးလိုက်ပြန်ပေါ်လာလိုက်အဲ့လိုနဲ့သူတို့တွေကအခုချိန်ဒီပြတ်သားတဲ့ရေရှည်မှာအမခံချက်ရှိတဲ့ငင်းချမ်းရေးဆိုချော်လာကအခုချိန်ဒီမပြင်းမြောက်သေးဘူးအမေရိကန်ဘက်ကဒေါ်နယ်ထရမ့်ကကျွန်တော်တို့ငင်းချမ်းရေးစာချုပ်ဆိုနိုင်ပြီဆိုပေမဲ့အခုဆိုရင်လည်းအီရန်ဘက်ကပြတ်သားကငင်းဆိုထားတာလည်းရှိတယ်ခုကတကယ်အခုဆိုရင်တော့ဘာဖြစ်လာလဲဆိုတော့အခုရေးတဲ့ကြားတည်လောင်စာရှည်ကိုတင်ပို့တဲ့ရေးတဲ့ကြားတွေကိုပိတ်ဆို့မှုတွေကြောင့်ပိတ်ဆို့ထားပဲအီရန်ကပိတ်ဆို့ထားတဲ့ဂျာမနီပြီးတော့ရှေ့လေပိုင်းအဘူဒါဘီတို့ကာတာတို့ဆော်ဒီအာရေဗျတို့ကိုသူကတောက်လျှောက်ဗာလဲအီရန်က drone နဲ့ပစ်တာတွေလုပ်တယ်ဒါတွေကိုသူတို့အီရန်ဘက်ကစီလေပိုင်းကကာတာတို့ဆော်ဒီအာရေဗျတို့ကလက်မခံဘူးဒါတွေကိုလက်မခံဖြစ်နေတယ်ခုကဒီဘက်ထဲမှာဘာဖြစ်လဲဆိုတော့ဆော်ဒီအာရေဗျဖြစ်နဲ့လေဒီအီရန်ရဲ့ drone တွေကိုကာကွယ်ရေးစာချုပ်ဆိုနိုင်ခဲ့နောက်ပြီးလို့ရှိရင်တော့ကာတာနဲ့လည်းအီရန်ရဲ့ drone တွေကိုကာကွယ်ဒုံးရံကာကွယ်ဖို့ရန်အတွက်နေပညာဖလှယ်ဖို့ရအတွက်သူတို့ကစာချုပ်ဆိုနေတဲ့ယူကရိန်းကချပြတယ်ဆိုဒီဟာကြီးချပြခြင်းကတိုက်ရိုက်အမေရိကန်အီရန်စစ်ပွဲမှာယူကရိန်းကတိုက်ရိုက်ပါဝင်တာမဟုတ်ပေမဲ့အီရန်ရဲ့ drone တွေကိုဘယ်လိုဖြစ်စီးပစ်ချရမလဲဆိုတဲ့အရာကယူကရိန်းမှာအများကြီးအတွေ့အကြုံရှိတယ်နေပညာအများကြီးရှိတယ်ဆိုတဲ့ data ချက်လက်ကယူကရိန်းကချပြထားတာတွေ့ရတယ်ဆိုတော့တကယ်ပဲအီရန်အရှိလေပိုင်းစီရေးမှာယူကရိန်းကတော်ဝတ်တက်နေတဲ့တကယ်ပူပေါင်းပါဝင်လာပြီးလားဆိုတဲ့အရာပေါ့နော်။နော်အရှိလေပိုင်းမှာအမေရိကန်နဲ့အစ္စရေးအီရန်တို့ကြားမှာလည်းတဲမှမှုကြီးကမြင့်တက်လာတာကတော်တော်လေးဟွာဖြစ်နေပြီ။နောက်ပြီးတော့ဒီထဲမှာပဲစစ်ပွဲထဲမှာယူကရိန်းကစစ်ပွဲထဲမှာပါဝင်နေလားဆိုတဲ့မျိုးခွန်းတွေလည်းထွက်ပေါ်လာနေတယ်။ဒါမဲ့တရားတွေကတင်ကြတဲ့ data ချက်လက်ကကျွန်တော်တို့ဘာလို့မှအတည်ပြုနိုင်လို့လူရှိလက်ရှိချင်းထီတော့လူရှိရှင်ကြားပေါ့အတည်ပြုထားတဲ့ data ချက်လက်တွေကယူကရိန်းကအီရန်စစ်ပွဲထဲမှာတိုက်ခိုက်နေတဲ့စစ်စင်ရေးဒီမှာတိုက်ရိုက်ပါဝင်နေတဲ့ဆိုရရတော့မတွေ့ရှိသေးဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ယူကရိန်းနဲ့အီရန်ကြားမှာတော့ရုရှားနဲ့ယူကရိန်းစစ်ပွဲကြောင့်ရင်ကလေးကတဲမှမှုတွေရှိနေတာဘာကြောင့်လဲဆိုတော့အီရန်ကထုတ်လုပ်တဲ့စစ်လက်နဲ့ drone ပစ္စည်းတွေကိုရုရှားကတောက်ဆောက်ပစ်ခတ်နေတယ်ဆိုတော့အဲ့ဒီຢာတွေကိုယူကရိန်းကအမြဲတမ်းသူကဖြစ်စည်းနေရတယ်တားဆီးဟန်တားနေရတယ်ဆိုတဲ့ຢာကတော့ယူကရိန်းကအမြဲတမ်းထုတ်ပြန်ထားတာဒါတွေကလည်းအီရန်ကလည်းကျွန်တော်အပြီးဝကိုနေထပ်ပန်တာမရှိဘူးဆိုတဲ့ຢာကိုလည်းညှင်းထားတယ်လို့ဘယ်လိုပြောမလဲအကန့်အတန်းနဲ့ဝန်ခံထားတာတွေ
တိုင်းတာထီတော့တရားတွေကိုသူတို့လက်နဲ့အရာလက်နဲ့ရောင်းချမှုတွေကိုလုပ်တယ်ဆိုတာမျိုးတွေအီရန်ကလည်းဝန်ခံထားရရှိတယ်။ဒါတော့အမေရိကန်နဲ့အီရန်အစ္စရေးတို့နဲ့ယူကရိန်းတို့ကအရေးကြီးတဲ့မဟာဗျူဟာမိတ်ဖက်တွေအရေးကြီးတဲ့မဟာဗျူဟာအရမိတ်ဖက်တွေဖြစ်တယ်။ယူကရိန်းနဲ့အမေရိကန်အစ္စရေးတို့ကဒါတော့တိုက်ခိုက်နေတဲ့ဆိုတဲ့ထောက်ထားတော့ရင်းနှီးချင်းတီတော့ရှင်းနေပြီမှာတိုက်ရိုက်ပါဝင်နေတယ်ဆိုတော့ကျွန်တော်မတွေ့ရသေးဘူး။ဒါကြောင့်လက်ရှိအခြေအနေကိုတော့ကြည့်မယ်စဉ်းစားသုံးသပ်မယ်ဆိုရင်တော့ယူကရိန်းရဲ့ပါဝင်မှုဟာစီရေးတိုက်ခိုက်တာမဟုတ်ပဲတန်တမာရေးရနိုင်ငံရေးမဟာဗျူဟာရပါဝင်နေတယ်လို့တော့အကြမ်းဖျင်းတော့တုံးတက်လို့ရတယ်။ဒါရင်အကျိုးတရားမှုရှိတယ်ဆိုရလေးတွေလည်းနည်းနည်းချင့်လို့ရတယ်။စစ်ပွဲတစ်ခုရဲ့အကျိုးတရားမှုကတော့ဒေတာတစ်ခုဒီမှာမရတတ်ပဲကမ္ဘာလုံးဆိုင်ရာဈေးကွက်ထိရက်ခတ်တယ်ကျွန်တော်တို့ကအခုဆိုရင်ယူကရိန်းနဲ့အီရန်နဲ့အမေရိကန်စစ်ပွဲကကမ္ဘာလုံးကိုအများကြီးစီးပွားရေးရက်ခတ်မှုရှိတယ်။ဒါတွေကတော့ကမ္ဘာတစ်ခုလုံးစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကမ္ဘာနိုင်ငံတိတိကျကျဒါစောင့်ကြည့်နေရတဲ့အရှင်အခြေအနေအရှင်မရှိလို့ဆိုတော့ယူကရိန်းကတကယ်အီရန်စစ်ပွဲထဲမှာတိုက်ရိုက်ပူးပေါင်းပါဝင်နေဆိုတော့မျိုးလည်းမတွေ့ရပေမဲ့နည်းပညာအရာပူးပေါင်းဖလှယ်တဲ့ဆိုတာမျိုးလေးကတော့ဒေတာအချက်လက်တွေကတော့ဒီနေ့ကတော့ထွက်နေတယ်ဆိုတော့ဒါလေးတွေကိုဒီနေ့ကျွန်တော်ဆွေးနွေးတင်ပြတာဖြစ်တယ်အားလုံးကျေးဇူးတင်တယ်